有啲说没想嘅表白别，第一叫得睡觉么呢？说李那伊，你是努力吧练的，第二么谈也骗你路吧别的，第一叫得睡个不如先头对嘛的来先别，第二谈就是心里吧练的，么谈骗的路吧别，第二么地别不啊你讲出嘛来收银路吧别，啥都别讲嘛讲大说，到头那我看到我来鼓掌收银来嘛是别的，第一叫的，啊第一我面不啦没呀没有的喏，第一面不啦。第一叫的他90家人弄到肚里，没面部吧？喏，他没面部呗呢，自家的鸡，都面表的自家的呢，90个狗炒比叫你家的。那第六表的婆婆第一没叫不了，说苦没叫不没，人家叫的，婆婆来第一叫的。哎呀，婆婆也对讲的，那一样的表不的，可奶奶才表演的，婆婆个人稍微看啥弄啊来，路第一叫的，但因为我多特比底下静静的。但是第一来叫的，你的那个普通味道、个人啥味道的，他比如那样多讲的讲嘛我的，哦多的嘛，第二多谈的，你给哪能叫的？那多把面了，对没叫到，伢讲的你里嘛，第二拉谈没就你里追他的，这边看这边傲嘛，你里就先拿的，伢讲的地方第二拉谈没，路里谁呢多，伢讲到。多没弄你了吧？谁家的多没路还没谈呢？忙到了哩，你给俺了，那阿姨比多阿头路撇的了，伢底下多阿头没路着，叫的婆婆，他们都还有婆婆贵嘛第下来叫你嘛阿头来家啦，把别哩，所以叫你嘛别阿头撇的，然后你叫了你给底下多谈，哈。伢底下拉谈不高嘛，写多少高呢？写几个写多的也，然后的，第六百多的到呢，你人家阿头的，俺个伢拉不叫你的，俺今年伢了没骗你，拉没是双片，伢要叫比么多一片也变，都那个老些，那叫他没骗不做比，那也叫他阿弟没多了，不一样，叫那边喏，那不那叫那边，阿弟多的呀，你来给过底下拉谈没路，得没他的你呀，阿弟这边几熬过。伢第二多谈，叫了，喏，比如那个亚迪乌都啊，上就说哎呀第一代没，但是婆婆吹偏的，就叫了哩，然后第二门呢，婆婆第二多谈呢，这边下来，喏，他偏不话，也得分边一片的，喏，第一边的啊，讲几比没底下来记着，婆婆。历代来得到，而且都也对面的家人嘛，第二台呢，历代来得到，得到的属于多台呢。但因为过阿头在这边，有些在这边啊，妈的比我嘛，我都这边记着，也得旁边啊，原来记的，对面的记的来记呗，而家人嘛，路边的表多了呗，而且对面的啊，原记的。对面的历过的属于个啊多台边没。本来也得旁边是说，伢说，得旁地的绝佳，票绝佳，哎呀，得旁地绝佳来讲呢，都懂的，冷的，那第二门呢，那七单的家呀，了，了第一年拉超比没不，哎呀，等下一搞不中第二台那不路边台那这个么台嘛，哎对的呢，那眼来眼的稍微看他叫的。等到 A 的家的吹的穿的，悄呢，你了，到你过来了，你了，不论我们的那种，第一说了，叫来，几钱的啦，你，那等下种的皮里配，都没那土鸡哦，都没那片，喏，这些的都没那线的，也都没的拉啥，过了，这个俺是说第一拉比说，现在都搞的机会叫来的，那就都偏的了，多搞的拉啥。这些的鸡的不，鸡拉啥？来是，那叫做俺七单家呢，他俺搞的拉啥啦呗？第二得偏边嘛，第二天得偏的拉啥啦呗？所以谁呢？阿头的，那人呢拉来看叫做，过谁天嘛都没有一别了，搞的鸡了，七单的，就多搞的一单嘞，那多来干嘛？七单的都没有讲冇得七单的不加啦。谁天来都没有一撇啦咯，哎呀，等下你搞没做没阿头啦，叫过来叫呢，哎呀，婆婆说等下你陪比哦，路下来睇你啊，搞嘛没睇，那过他面龙啊来没睇，谁家来没睇，来几的，
ငါတော့လာပြီထင်တယ်ငါတော့မှားပြီလားမသိဘူးတော်တဲ့တဘာတဲ့လာထိုင်တာပေါ့နော်ငယ်လဲငယ်သေးကြောက်နေလေအဲ့လိုကြောက်တက်ရဲ့ရှေ့တိုးစားအဲ့ဒါဘုံဘုံကကြောက်တဲ့စိတ်ကိုပြန်အရွက်တိုက်တယ်နော်လူတော်ကဒါမကောင်းတဲ့အကျင့်ကတော့ဘုံဘုံကဒီအိမ်မှာဆိုရင်ဘုံဘုံကနော်အိမ်ကလည်းအလိုလိုက်တော့နည်းနည်းအရွက်တိုက်တယ်ကိုရင်ဝတ်တဲ့ခါကျတော့အရွက်တိုက်เสียကိုပြန်အရွက်ပြန်တိုက်တယ်ကြောက်တယ်ကြောက်လို့တော်တဲ့တမင်သွားတာကြောက်အောင်ဟာဆိုပြီးတော့ဘုံဘုံကအဲ့လိုစိတ်ရှိတယ်နော်အဲ့ဒါနဲ့တကယ်တည်းကိုယ်စိတ်နဲ့ကိုတော်တဲ့တရားသွားထိုင်ပြီးတော့ညကျတော့အဲ့ဒီဟိုပရလောကသားတွေရောက်လာတရားသစ္စာတွေရောက်လာသူကကြောက်လိုက်တာနော်တကယ်ကြုံတော့ကြောက်တယ်အဲ့နဲ့ခေါင်းမိုးပြန်ကြုံတော့ရိတ်နဲ့မြင်ရတယ်ထင်ရှားတော့တကောင်မှမမြင်အောင်ဒါမျက်လုံးထဲမှာကြည်နေနဲ့ရိတ်ခနဲ့မဲတွေရောအခိုးငွေမျိုးစုံပေါ့နော်အခိုးငွေလိုမီးကိုရောင်လိုမဲလာရောင်လေးကျဲရောင်လေးအောက်ထဲမှာမြင်နေရတယ်ရိတ်ခနဲ့တွေအများကြီးပဲတဖြည်းဖြည်းနီးလာကြောက်တာလူအသားတွေကိုတုံပြီးတော့ဘုန်းတော်ကိုယ့်ရဲ့ဒါနှလုံးခုန်တယ်ကိုကြားနေရတယ်ဒိန်ကိုမြည်နေတာနော်အဲ့နဲ့ကိုပြန်အားတင်းနော်ကိုပြန်တတိထားလာပြီတရေတွေတော့ငါဘယ်လိုလုပ်မလဲနောက်ပြန်တွေးကြည့်ဒါကိုနော်တကယ်လူရဲ့အရေးချင်းဆိုတာကျင်းတဲ့ကြက်တဲ့ရောက်မှအရေးချင်းကထွက်တယ်ဆိုတာနော်ကိုအာကိုရမယ်လို့မရှိတော့ကိုတယောက်တည်းပဲရှိတော့တဲ့ခါကျမှတကယ်ဘုန်းတော်ကြောက်ချင်းရဲ့အစုံမှာဒီမကြောက်ချင်းဆိုတာရှိတယ်အဲ့ဘုံဘုံတကယ်ဒါကြောက်ချင်းရဲ့အစုံကိုရောက်သွားတာအရန်ကြောက်တယ်ချွေးတွေပြန်ရင်းနေတုံနေတဲ့အချိန်မှာနောက်မှအဲ့လိုအရန်ကြောက်ပြီးနောက်ပိုင်းကျတော့တိတ်မကြောက်တော့ဒါကြောက်တယ်သူတို့ကလည်းအနားရရောက်လာပြီးမှအရန်ကက်ကြီးတော့မလာဘူးဘုံနဲ့15ပြည့်ဝန်းကျင်လောက်ထိတော့သူတို့ရောက်လာတယ်ရေဘုံအဖြစ်ဒါပေမဲ့ရှေ့တော့သူတို့ထပ်မတူသူတို့လည်းဝိုင်းကြည့်နေတယ်တဘောအချိန်နဲ့အကဲခက်နေတဲ့တဘောအများကြီးရောက်လာတော့ကို့မှာကြောက်လိုက်တာဒါပေမဲ့ကြောက်ချင်းရဲ့အဆုံးထိရောက်သွားတဲ့ခါကျတော့ဘာဖြစ်လာလဲဆိုမကြောက်တော့ကိုတုံးတက်တရားသစ္စာဆိုတာပိတ်တာပဲပိတ်တာဆိုတာကလူထက်နှိမ့်တယ်တာမန်လူထက်ကိုနှိမ့်တယ်အပယ်ပုံသားဒုက္ခတိပုံသားနေငါကလူထက်တော့အစင်မင်းနဲ့ဖျားသားတော့ကိုရင်ဖြစ်နေတာကိုထက်အစင်အများကြီးနှိမ့်တယ်ပိတ်တာဘာကြောက်စာရှိတော့ဒီလိုကိုပြန်တွေးတဲ့အစင်ကျင်တဲ့စိတ်လေးပေါ်လာတယ်ဒါဘဝရဲ့အတွေးလေးတွေကိုမျှဝေပေးတာနော်အဲ့လိုတရားကြောက်တဲ့သူတွေဒီကတရားနာပေးတဲ့တွေရောတရားမကြောက်တဲ့သူဘုသူပါတော့နော်တရားမကြောက်တဲ့သူတွေစာဖို့နော်မကြောက်ဘူးဆိုရင်မကြောက်ဘူးလို့စာရေးနော်ဘသူတရားမကြောက်ဘူးလေဘသူတရားကြောက်နော်ဘဘကတော့ပို့လေပြောတာကြောက်တယ်နော်ငငယ်ကတအားကြောက်တတ်တယ်ငငယ်ကကြောက်တာကြည့်နေတရားကပဲကြည့်တယ်နော်အဲ့ဒါကြောက်ကလည်းကြောက်တယ်တရားကကြည့်တယ်အဲ့ဒီကြည့်ထားတော့ပို့ဆိုးတယ်အဲ့ဒီဇက်ကားတွေကြည့်ထားတော့တော့ဘယ်ကလေးဘွားတော့ကလေအဲ့ဒီတရားကားတွေကြည့်ထားတော့ကိုရင်ဝစ်ပြီးတောထွက်တော့အဲ့ကောင်တွေနှိမ့်ဆက်တာပဲကိုကြည့်ထားတဲ့ဇက်ကားတွေအတိုင်းအဲ့ဒီတရားတွေကဘယ်လိုမျိုးပေါ်လာကြီး